โอเคဒီဗီဒီယိုမှာတော့ကျွန်တော်နီးလန်း2မျိုးပြပေးမယ်နီးလန်း2ခုပေါ့နော်တစ်ခုတော့ကတော့အတုံးဝင်မယ်အတုံးဝင်တယ်ဒါပေမဲ့သူ့နေရာနဲ့သူအတုံးဝင်တာဒီပေါ့ဒါပထမတစ်ခုကြောင့်ကျွန်တော်တကားတွေပါလေဂိတ်တကားတွေပေါ့နော်ဂိတ်တကားလို့ကျွန်တော်ဒါကတော့ဆွဲဖွင့်တဲ့တကားလေးနေတဲ့ခါဆိုရင်အောက်ကဘေးလေးနဲ့ထည့်လိုက်ဒါဆိုရင်အတို့ထိုင်းရလည်းဖြစ်တယ်နောက်ပြီးတို့ဖွင့်ပိတ်တဲ့နေရာမှာဆိုရင်အဆင်ပြေပါတယ်ဒါပေမဲ့သတိထားရမှာတော့ဒီမှာတော့အောက်မှာကွန်ကရစ်ခင်းတာပေါ့နော်မြေညီမြေမှာဖြစ်နေမှာဒါသူကအထေးလေးဖြစ်မယ်နောက်ပြီးတော့ပဲ့ကိုလည်းမြန်ဆန်စီတာပေါ့နော်ဒီမှာတစ်ခုကြတော့ကျွန်တော်တွေတချို့လူတွေဆိုရင်စကူကပြင်ရထိုးတယ်တွတ်တွေပါလေကားဆိုရင်စကူကပြင်ရထိုးတယ်သူများတွေဖွင့်မှာကြောက်ရတဲ့အတွက်စကူကပြင်ရထိုးဆိုရင်ဟိုကကျွန်တော်ဆက်တွေပါယူခဲ့ပြီးတော့ဖွင့်သွားမယ်ဖွင့်သွားပြီးတော့တို့ပါတို့တွေပြန်ပြီးတော့ပြန်ပိတ်သွားရင်ဒါမတိရတော့ဘူးဒါကြောင့်အခုလိုမျိုးနေနေလောက်တာဒါတော့ကျွန်တော်တို့နိုင်ငံမှာတိတ်တော့မတုံဘူးတုံးနေတယ်တုံးကြမှာပေါ့နော်ဒါတချို့နေရာဆိုရင်ဇေယိုက်ကျန်တဲ့ရက်ကွက်လို့ဆိုရင်အခုလိုမျိုးတွေတုံးတင်ပါတယ်ဒါဆိုရင်ကျွန်တော်တန်ရိုက်ထားလို့ပဲဒီတောင်ကျွန်တော်နှုတ်ရခတ်တယ်ပုံမှန်ထိုးထားတာဆိုင်ရင်ဒီကောက်ပို့ပြီး